တစ်ပင်တစ်ပင်ကလူတွေအတွက်ဘယ်လောက်အကျိုးပြုတယ်လဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့လူတွေရဲ့တန်ဖိုးထားမှုအတိအမှတ်ပြုမှုတွေခံကြရတယ်။ဥပမာဒီအပင်ရဲ့တစ်ဖူအမြစ်တွေကလူတွေအတွက်ဘယ်လောက်ကောင်းကျိုးပေးတယ်လဲဆိုတာလို့ပေါ့။အပင်တစ်ပင်ရဲ့ပင်စီအကိုင်းအခက်အလက်တွေဟာလူတွေအတွက်ကောင်းကျိုးစံတာတွေဘာတွေဘယ်လောက်ပေးစွမ်းနိုင်တယ်လဲဆိုတာလို့မျိုးအပင်တစ်ပင်ရဲ့အဖူးအပွင့်အသီးအရက်တွေကလည်းဒီလိုမျိုးပဲလူတွေအပေါ်ကောင်းကျိုးတွေဘယ်လောက်ဖန်တီးပေးနိုင်တယ်လဲလူတွေအတွက်ကောင်းကျိုးတွေဖန်တီးနိုင်စွမ်းရှိလေလေဒီတစ်ပင်ရဲ့တန်ဖိုးကမြင့်လေလေပဲတန်ဖိုးကမြင့်လေလေတန်ဖိုးထားမှုကလည်းမြင့်လေလေပေါ့လူလောကတဘာဝကမှလည်းဒီလိုပါပဲဒီလူဟာလူအတိုင်းအဝန်းအတွက်ဘာကောင်းကျိုးတွေဆောင်ရွက်ပေးနိုင်တယ်လဲဒီလူဟာအဝန်းကျင်အတိုင်းအဝန်းတွေအတွက်အစိတ်အတောက်တွေပဲဖန်တီးနေသလားဒါမှမဟုတ်ကောင်းကျိုးဆန္ဒတွေကိုပဲပေးစွမ်းနေသလားဒါဟာအဖြေပါပဲမိတူကောင်းတယောက်ကောင်းအတွက်ပဲစဉ်းစားပြီးတော့ဘယ်သူတည်ငတိမာပြီးရောဆိုပြီးလုပ်နေမယ်ဆိုရင်တော့ဒီလူဟာဘယ်လောက်ပဲချမ်းသာဒုက္ခတွေပြည့်နေပါစေသူဟာလူတွေအတွက်ဘာကောင်းကျိုးမှမပေးတဲ့ဘာတန်ဖိုးမှမရှိတဲ့တန်ဖိုးမဲ့လူတန်းစားပဲတူကောင်းတယောက်ကောင်းအတွက်မဟုတ်ပဲအများကောင်းကျိုးအတွက်စဉ်းစားဆောင်ရွက်နေတဲ့သူဟာသိကြပါတယ်ဒီလူဟာတန်ဖိုးတွေနဲ့ပြည်စုံနေသူတယောက်ပါပဲပဝန်းကျင်အတိုက်အဝန်းတွေအတွက်ကောင်းကျိုးဆန္ဒတွေပေးနိုင်စွမ်းရှိတဲ့သူဟာတန်ဖိုးရှိသူတော်ကောင်းလို့ခေါ်ထိုက်ပါပြီလေစာပေချစ်သူတွေလည်းတန်ဖိုးရှိလူသူတော်ကောင်းများဖြစ်နိုင်ကြပါစေ